ဇလန်းစမှာတော့1996ခုနှစ်ချိန်ကာလမှာစစ်စင်ရေးအဖွဲ့တစ်ဖွဲ့ကရဟတ်ရင်နဲ့တောနက်ကြီးတဲ့ကိုရောက်လာခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ရင်တန်းတန်းကိုခြေရခံပြီးတော့ခြုံခိုတိုက်ခိုက်ဖို့ပြင်လိုက်ကြပါတယ်။ရင်တန်းရောက်လာတဲ့အခါမှာအထက်ကထွက်လာတဲ့အဆောင်စစ်သားတွေအကုန်လုံးကိုရှင်းလင်းလိုက်ပြီးတော့သိပ္ပံပညာရှင်တွေကိုပြန်ပေးဆွဲကမျက်နှာဖုံးတွေဆွပေးလိုက်ပြီးတော့ရဟတ်ရင်ပေါ်တင်လိုက်ကြပါတယ်။စစ်စင်ရေးပြီးတဲ့အချိန်မှာအရာရှိကစစ်သားတွေကိုတန်းစီခိုင်းပြီးတော့မင်းတို့ကဘသူတွေလဲမေးတဲ့အခါမှာစစ်သားတွေကမသိပါဘူးဆရာလို့ပြန်ဖြေကြပါတယ်။အဲဒီနောက်မှာတော့အရာရှိကစစ်စင်ရေးအောင်မြင်သွားပြီလို့ပြောကသူတို့ရဲ့လက်နက်တွေကိုပြန်သိမ်းယူခိုင်းလိုက်ပါတယ်။တစ်ဖက်မှာတော့အမေရိကန်တွေကသူတို့ရဲ့စစ်တပ်နဲ့စစ်ရေးစစ်ရာတွေကိုဆွေးနွေးနေကြပါတယ်။သူတို့ဟာအာဖရိကမှာပြုတ်ကျလာခဲ့တဲ့ဥက္ကာကဲအပိုင်းစာတွေကိုတယောက်ယောက်ဂျောင်းဝင်ဖြတ်ခုတ်မှာကိုစိုးရိမ်နေကြတာပါ။အဲ့ဒီဖြတ်ခုတ်တဲ့ဒုစရိုက်သမားကဥက္ကာကဲပါဝင်ဖွဲ့စည်းပုံကိုတည်သွားခဲ့ရင်ကဘာကြီးဟာအန်ရရှိမှာကိုလည်းစိတ်ပူနေကြတာပါ။အေဂျင့်မော်ဂန်ဟာအရင်တုန်းကတောင်အာဖရိကမှာတာဝန်ထမ်းဆောင်မှုပါတယ်။ဒါကြောင့်သူလည်းအေဂျင့်တွေကိုအဲ့ဒီနေရာကိုပို့ခဲ့တာပါ။ဗိုလ်ချုပ်ကြီးဆာမန်ကအငင်းစားယူတော့မှဖြစ်လို့သူ့ကိုမော်ဂန်ကလက်ဆွဲနှုတ်ဆက်ရင်သူ့ကိုစာရွက်တရွက်ကိုဘယ်သူမှမသိအောင်ပေးလိုက်ပါတယ်။အဲ့ဒီစာရွက်မှာမင်းအစီအစဉ်ကအောင်မြင်တဲ့မစ်ရှင်ပြီးပြီလို့ရေးထားတာပါ။အဲ့ဒီမှာပဲတစ်ဖက်မှာတော့ပျောက်ဆုံးနေတဲ့အေဂျင့်တွေကတယောက်ဖြစ်တဲ့ဂျက်ကီရှန်ကနိုးလာပါတယ်။သူတို့ရဲ့စစ်စင်ရေးအပြီးအပြန်လန်းမှာအေဂျင့်တယောက်ကလေလီနှစ်ခုတည်းပါတာကိုသတိထားပြီးတကူကောင်းဆန်စွာခုံဆင်းသွားကြပါတယ်။ဂျက်ကီလည်းဒုတိယတယောက်ကိုလိုက်ဖမ်းရင်ရုံရင်ဆန်ခတ်ဖြစ်ကလေရင်မှုလည်းသတိလက်လို့ဖြစ်ပြီးရဟန်းရင်မှာပြတ်ကျသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျက်ကီအကြောင်းကိုဘယ်သူမှမသိကြတော့ပါဘူး။ဂျက်ကီကလူရိုင်းမျိုးနွယ်စုတစုရဲ့တဲထဲမှာနိုးလာတာဖြစ်ပြီးကျိုးပဲ့ဒဏ်ရာတွေလည်းအများပြားရထားတာမို့လို့တဲထဲကနေထွက်ဖို့အသေးအံစူးစမ်းနေတဲ့အချိန်မှာလူရိုင်းမျိုးနွယ်စုတွေဝင်ရောက်လာကြပါတယ်။အဲ့တဲကအင်္ဂလိပ်လိုဘယ်သူမှမတတ်တဲ့အပြင်ဂျက်ကီလည်းသူတို့စကားကိုနားမလည်လို့တိုင်ပတ်ကုန်ပါတယ်။အဲဒီနောက်မှာမျိုးနွယ်စုခေါင်းဆောင်ကသူ့နာမည်ကိုဘယ်သူလဲလို့တလုံးချင်းမေးတဲ့အခါမှာတော့ဂျက်ကီကသူ့ကိုယ်သူပါမသိတော့ပဲအတိတ်မေကဟူးအမိုင်လို့သူ့ကိုယ်သူပြန်မေးကကြောင်ကြည့်နေပါတယ်။အဲ့ဒါကိုလူမျိုးစုတွေကကြားသွားပြီးတော့ဂျက်ကီရဲ့နာမည်ကိုဟူးအမိုင်လို့ထင်သွားကြပြီးတော့သူလည်းအဲ့ဒီလူမျိုးစုတွေနဲ့ခင်မင်ရင်းနှီးသွားကြပါတယ်။ဒီနေ့မှာတော့ဂျက်ကီဟာမျိုးနွယ်စုကကလေးတယောက်နဲ့တောင်ပေါ်တက်လာပြီးတော့သူ့စီကနေဘာသာစကားကိုသင်ယူနေပါတယ်။ဂျက်ကီကကောင်လေးကိုကြောက်တုံးတုံးပေါ်တဲပုံခိုင်းပြီးတော့အနီးဆုံးမျိုးတစ်ခုကိုတွားဖို့ဘယ်လောက်ကြာနိုင်မလဲဆိုတာတဲပမာဏနဲ့ပြခိုင်းပါတယ်။ကောင်လေးကတဲတွေအများကြီးကိုပုံပြလိုက်တော့ဂျက်ကီကငါဒီမှာပဲတရားတော့မှလားလို့စိတ်ပြက်လက်ပြက်နဲ့ရွလိုက်ပါတယ်။မျိုးနွယ်စုရွာကိုပြန်လာတဲ့လမ်းမှာဂျက်ကီကချင်းသိန်းပေါက်လေးတစ်ကောင်ကိုတွေ့ကချစ်စရာလေးဆိုပြီးကောက်ချီလိုက်ပါတယ်။မကြခင်တခြားချင်းသိန်းပေါက်လေးတွေပါရောက်လာပြီးသူ့ခြေထောက်နားမှာပူတီပုတ်သက်လုံနေပါတော့တယ်။ကောင်လေးကသူတို့ကိုမကင်မှုပြောနေတာကိုဂျက်ကီနားမလဲပဲတွားပြဲသားနဲ့စက်ကင်နေပါတယ်။အဲ့ဒီအချိန်မှာပဲချင်းသိန်းအမေကြီးရောက်လာကသူ့ကလေးတွေကိုကင်လို့ဒေါသထွက်ပြီးဂျက်ကီနောက်ကိုပြေးလိုက်ပါတော့တယ်။အဲ့ဒီတော့မှဂျက်ကီလည်းအသေးအတန်တစ်ပင်ပေါ်တက်ပြေးပါတော့တယ်။ကန်ကောင်းထောက်မစွာနဲ့ချင်းသိန်းမကခဏပဲဂျက်ကီကိုကြည့်ပြီးထွက်သွားပါတော့တယ်။ဘေကင်းသွားတဲ့ဂျက်ကီတို့နှစ်ယောက်လည်းလူမျိုးစုရွာကိုပြန်လာခဲ့ပါတော့တယ်။မကြခင်မှာပဲဂျက်ကီစီကိုမျိုးနွယ်စုစစ်တီတွေရောက်ရှိလာပြီးအေယာမငှက်ကြီးတစ်ကောင်တွေ့ခဲ့တယ်လို့ပြောပါတယ်။ဂျက်ကီကဘာမှနားမလည်ပေမဲ့သူတို့ခေါ်တဲ့နေရာစီကိုလိုက်သွားပါတယ်။အဲဒီတော့မှသူတို့ပြောတဲ့ငှက်ဆိုတာကဂျက်ကီတို့စီးခဲ့တဲ့ရဟတ်ရင်ဖြစ်နေကြတာပါ။အဲဒီရဟတ်ရင်ကိုမြင်တော့ဂျက်ကီလည်းမှတ်ဉာဏ်တွေတစုံတစပြန်ရလာခဲ့ပါတော့တယ်။သိပ္ပံပညာရှင်တွေကိုပြန်ပေးဆွဲဖို့လုပ်ခဲ့တဲ့သူတို့ရဲ့စစ်စင်ရေးကအောင်မြင်ပေမဲ့သူတို့ကတော့ကန်ဆိုးမုံမောင်ကြခဲ့ကြတာပါ။သူတို့အခုဗမာလဲငါကရောအခုဗမာလဲငါကရောဘသူလဲဒီမေကိုနေဟာသူ့ကောင်းထဲမှာထက်ခါပေါ်လာနေတာပါ။ဒါပေမဲ့သူ့အဖေကိုတော့ရှာမတွေ့ခဲ့ပါဘူး။အဲဒီနောက်မှာတော့ညနေပိုင်းရောက်လာပြီးတော့လူရိုင်းမျိုးနွယ်စုတွေကရိုးရဒလေးမီးပုံပွဲနေပြုလုပ်ကြပါတော့တယ်။မျိုးနွယ်စုတွေကတော့ပျော်ရွှင်စွာကကြခုံကြပျော်ကြပါကြပေမဲ့ဂျက်ကီကတော့စိတ်မပါခဲ့ပါဘူး။အဲဒီအချိန်မှာပဲမျိုးနွယ်စုစစ်တီတွေရောက်လာကြပြီးတော့ဂျက်ကီကိုတနေရာကိုလိုက်ခဲ့ဖို့ခေါ်သွားကြပါတယ်။တောင်ပေါ်ကိုရောက်လာတော့အလင်းရောင်ကိုမြင်ကဂျက်ကီကမှန်ဘလူးနဲ့ကြည့်လိုက်တဲ့အခါမှာရင်နှန်းတွေလာနေတာကိုတွေ့ပြီးဂျက်ကီလည်းအိမ်မရပြီဆိုပြီးရန်ကိုပြောသွားခဲ့ပါတယ်။နောက်နေ့မှာတော့ဂျက်ကီတို့လည်းရှောက်သွားနေကြရင်သူနဲ့အတူပါတဲ့အေဂျင့်တွေကတယောက်အလောင်းကိုတစ်ပင်ပေါ်မှာချိတ်နေတာတွေ့ခဲ့ပါတယ်။မျိုးနွယ်စုစစ်တီတယောက်ကမင်းကိုတွေ့ခဲ့တော့ကလည်းအင်ကြီးနဲ့ပဲဆိုပြီးပြောလိုက်ပါတယ်။ဂျက်ကီကလည်းဟုတ်တယ်ငါတို့တူညီဝတ်စုံဝတ်ခဲ့တာဆိုပြီးပြန်ပြောလိုက်ပါတယ်။သူတို့လည်းအလောင်းကိုတေချာမြုပ်နှံလိုက်ကြပြီးအနီးနားကအိတ်ထဲကိုမှွေနောက်တဲ့အခါမှာတော့ passport စာအုပ်တွေနဲ့11-10-12 money ဆိုတဲ့ဗဟိနီဆန်ဆန်စာရွက်တစ်ပိုင်းလည်းရှိနေပါတယ်။ဂျက်ကီလည်းမျိုးနွယ်စုခေါင်းဆောင်ကိုသူတော်တော့မယ်ဆိုပြီးနှုတ်ဆက်ကခြာတိတ်စီကတန်လိုင်းအိမ်မြောင်တောင်းပြီးထွက်လာခဲ့ပါတယ်။မျိုးနွယ်စုခေါင်းဆောင်ကလည်းကံကောင်းစီတဲ့အဆောင်အဖြစ်လက်ကောက်တဝင်းကိုလည်းလက်ဆောင်ပေးလိုက်ပါတယ်။သူထွက်လာတဲ့လမ်းမှာတော့ကောင်မလေးတယောက်အကူကြီးတောင်းနေတာကိုကြားပြီးတွားကြည့်လိုက်တဲ့အချိန်မှာတော့ပြန်ကားမောင်းသမားတယောက်ကားပြီးမှလဲနေတာကိုတွေ့လိုက်ပါတယ်။ဂျက်ကီလည်းစစ်ဆေးကြည့်လိုက်တော့မွေးခိုက်ခံထားရတာကိုတွေ့လိုက်ပါတယ်။အဲဒီအခါမှာတော့ဂျက်ကီဟာမွေစိတ်ကိုထုတ်ပေးဖို့လုပ်ပါတော့တယ်။အဲ့ဒီအချိန်မှာယူကီလို့ခေါ်တဲ့အော်ဟစ်အကူကြီးတောင်းနေတဲ့ကောင်မလေးရောက်လာပြီးတော့
ဂျက်ကီကိုသူ့ကိုစားမယ်လူသားစားလူရိုင်းလို့ထင်ကတွေ့ရပစ္စည်းကောက်ပြီးလိုက်ရိုက်တာကိုခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာဂျက်ကီကအစိတ်ဖြေပေးဖို့ဆေးရွက်တွေဝါနေတာဖြစ်တဲ့အတွက်စကားကိုတေချာမပြောနိုင်တော့ပဲဝူးဝါးတွေဖြစ်ကုန်ပါတယ်။အဲ့ဒီမှာရှင်းမရပြုတ်မရတဲ့ဂျက်ကီတယောက်ပို့ပြီးတော့တိုင်ပတ်ကုန်ပါတယ်။နောက်ဆုံးမှာတော့ဂျက်ကီကသူဟာအန်နီရပြုတ်မဲ့သူမဟုတ်ပဲကူညီနေတာဖြစ်ကြောင်းရှင်းပြသွားနိုင်ပါတယ်။ပြီးတော့အုံသီးတက်ခုကအုံသီးကိုအပေါက်ဖောက်ပိုက်တက်ပြီးတော့ဆေးသွင်းတယ်လို့မွေးကိုက်ခံရတဲ့လူနာရဲ့သွေးကြောတွေကိုတွင်လိုက်ပါတယ်။အဲဒီနောက်မှာတော့လူနာကိုကားထဲတင်ပြီးယာယီသူနာပြုစခန်းရှိရာကိုသူကိုယ်တိုင်အချိန်ပြင်းပြင်းနဲ့မောင်းနေပါတော့တယ်။အဲ့လိုနဲ့ကားပြိုင်နေတဲ့လမ်းကြောင်းတွေကိုဝင်မိပြီးအချိန်ကမြန်လုံးလို့ထိတ်ဆုံးကနေပန်းဝင်သွားပါတယ်။အဲဒီလိုရောက်လာတဲ့အခါမှာတော့လူနာကိုမွေးစိတ်ပြေအောင်လှုပ်ထားတာရောအုံးရင်နဲ့တွေသွင်းထားတာရောတာဝန်ကျဆရာဝန်ကမြင်ပြီးအံ့ဩနေပါတယ်။အဲ့ဒီအချိန်ထိဂျက်ကီရဲ့ရှာကထုံနေပြီးစကားမပြောနိုင်သေးပါဘူး။ဆရာဝန်ကဆေးပေးလိုက်ပြီးတဲ့နောက်မှာတက်တာလာကစကားပြန်ပြောလာနိုင်ခဲ့ပါတယ်။ဂျက်ကီကသူ့ရဲ့မှတ်ဉာဏ်ပြန်ရအောင်ကူညီပေးမယ်။ဆရာဝန်တယောက်ကိုမြို့ပေါ်မှာတက်ရှာဖို့လုပ်ပါတယ်။ယူကီကလည်းဂျက်ကီနားကမခွာတော့ပဲမြို့ကိုပါလိုက်ပို့ပေးပါတော့တယ်။တစ်ဖက်မှာတော့အေဂျင့်ဂျက်ကီရှန်အကြောင်းကိုသတင်းတွေပြတ်နေပြီဆိုပြီးအေဂျင့်မော်ဂန်စီဗိုလ်ချုပ်ကြီးဆာမန်စီကဖုန်းဝင်လာခဲ့ပါတယ်။တကယ်တမ်းတော့စစ်စင်ရေးမှာပါဝင်ခဲ့တဲ့သူတွေအားလုံးကိုသူတို့ကလုံးချန်တက်ဖက်ပစ်လိုက်ကြတာပါ။ဂျက်ကီဟာဆေးရုံမှာထိုင်ဆောင်နေတော့ခရစ်စတင်းလို့အမည်ရတဲ့သတင်းတောက်မှလေးရောက်လာပြီးဟူဟမိုင်ကရှင်လားဆိုပြီးစောင်းမရေးဖို့အင်တာဗျူးချင်တယ်လို့စကားလာပြောပါတော့တယ်။သူကိုယ်တိုင်လည်းသူ့အကြောင်းသိချင်နေတာဖြစ်ကြောင်းဖြေဖို့မအားသေးကြောင်းပြောနေပြီးယူကီရောက်လာပြီးယူကီကခရစ်စတင်းခေါ်သွားပါတော့တယ်။အဲဒီနောက်မှာတော့ဂျက်ကီဟာအုံနောက်တန်ရကြောင်းမှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့တာကြောင့်ဆရာဝန်ကရှင်းပြလိုက်ပါတယ်။ပြီးတော့ရဲစခန်းစီကိုတွားကြည့်ဖို့လည်းအကြံပေးခဲ့ပါတယ်။ဂျက်ကီကိုလိုက်ဖို့ပေးခဲ့တဲ့ယူကီလည်းနှုတ်ဆက်သွားခဲ့ပြီးတော့မကြခင်မှာပဲဝတ်စုံအပြည့်နဲ့လူတွေရောက်လာကြပါတယ်။အဲဒီလူတွေကတော့ CIA အေဂျင့်တွေပါပဲ။ဂျက်ကီကိုသူတို့နဲ့လိုက်ခဲ့ဖို့ပြောခဲ့ပြီးတော့ဂျက်ကီလည်းအံ့ဩသွားခဲ့ပါတယ်။တကယ်တော့သူတို့ဟာဂျက်ကီကိုအေဂျင့်မော်ဂန်စီကိုခေါ်လာခဲ့တာဖြစ်ပါတယ်။ဂျက်ကီကတော့သူ့ကိုမမှတ်မိပါဘူး။မော်ဂန်ကတော့အသက်ရှင်ကျန်ရစ်သူတွေအကြောင်းကိုစစ်ဆေးမေးမြန်းနေပါတယ်။အေဂျင့်တွေအကုန်သေးပြီးတော့ကြံခဲ့တဲ့တူးတဲ့သောဂျက်ကီဟာလည်းဦးကောင်းထိပ်ပြီးတော့ဘာတစ်ခုမှမမှတ်မိတာကြောင့်ဝမ်းသာနေပါတော့တယ်။စစ်ဆေးမေးမြန်းပြီးတဲ့အခါမှာတော့မော်ဂန်ကသူ့လို့ဖော်ကိုင်မက်တွေကိုဂျက်ကီကသူတို့ရှာနေတဲ့သူမဟုတ်ကြောင်းလိန်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့တခါတည်းပဲဂျက်ကီကိုလှုပ်ကြံဖို့လူငှားလိုက်ပါတယ်။တောင်အာဖရိကမှာတော့ဒူးဆက်သမားကအောက်ခခဲအပိုင်းစတွေကိုစမ်းသပ်ဖို့သိပ္ပံပညာရှင်တွေကိုတနက်တဲ့ချိန်ကအတင်းကျပ်ခိုင်းစေနေပါတယ်။ဒါပေမဲ့စက်တွေကမခံနိုင်ပဲစက်ရောအောက်ခခဲအပိုင်းစတွေရောထပြီးပောက်ကွဲပြီးအကုန်လုံးအုပ်အော်တောင်းနှင်းဖြစ်ကသိပ္ပံပညာရှင်တွေလည်းထွက်ပြေးကြပါတော့တယ်။ဒါအပြင်စက်ရုံတစ်ခုလုံးလည်းပောက်ကွဲသွားတဲ့အပြင်လူတွေလည်းအများပြားတေးကြပြီးတော့ဂျက်ကီတို့ရောက်နေတဲ့ရဲစခန်းမှာပါလျှက်စစ်ရှော့တွေဖြစ်ကုန်တာကြောင့်ကွန်ပျူတာတွေလည်းပျက်စီးကုန်ပြီးဂျက်ကီကိုကွန်ပျူတာဒေတာတွေနဲ့လည်းတိုက်စစ်လို့မရတော့ပါဘူး။ဒါပေမဲ့ရဲရှာရှိတယောက်လိုရှိတယ်ဆိုတဲ့ကြော်ညာကဂျက်ကီရဲ့မျက်နှာကိုသတိထားမိလိုက်ပါတယ်။ဒါကြောင့်ဂျက်ကီကိုခေါ်ထားပြီးကော်ဖီတွေအများကြီးတိုက်ကစောင့်ခိုင်းထားလိုက်ပါတယ်။ခဏကြာတဲ့ခါမှာတော့ပြည်တွင်းလုံခြုံရေးဖွဲ့ကဆိုတဲ့သူတွေရောက်လာပြီးမိခိုမေးစရာရှိတယ်ဆိုကဂျက်ကီကိုဖမ်းခေါ်သွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီနေရာကိုရင်းနှီးသလိုမျိုးဂျက်ကီရဲ့စိတ်ထဲမှာဒိုလောခန်းစားလိုက်ရပါတယ်။မကြခင်မှာဂျက်ကီကိုစတင်မင်းမြန်းပါတော့တယ်။ဂျက်ကီဟာစစ်ဆေးမင်းမြန်းခံနေရရင်နဲ့စစ်စင်ရေးအကြောင်းကိုထပ်ပြီးတော့မှတ်မိလာပြန်ပါတယ်။ဂျက်ကီပါဝင်စစ်ဆေးရေးအေဂျင့်တွေဟာနိုင်ငံပေါင်းစုံကလာကြပြီးတော့တယောက်ကိုတယောက်မိတ်ဆက်နေကြပါတယ်။ဂျက်ကီလက်ကိုရောက်မှာတော့စစ်စင်ရေးတွေကလူနှစ်ယောက်ဟာရဟန်းရင်ကိုထိမရအောင်လုပ်ပြီးတော့ခုံချထွက်ပြေးဖို့လုပ်ပါတော့တယ်။ပထမတစ်ယောက်ကခုံချလိုက်နိုင်ပေမဲ့ဒုတိယလူခုံချကန်ဒီမှာဂျက်ကီကလှမ်းဆွဲထားလိုက်ပါတယ်။အဲ့ဒီလူကိုမင်းမြန်းပေမဲ့ဘာမှမပြောတာကြောင့်လှုပ်ချလိုက်ပါတယ်။ရဟန်းရင်ပြတ်ကြတော့မှလည်းတီးရောဂျက်ကီလည်းခုံချလိုက်ပါတယ်။မြေပြင်ပေါ်တက်ပြုတ်မကြပဲတကိုင်းတွေဘောကနေတဆင်ချင်းပြုတ်ကြခဲ့တာကြောင့်အသက်မသေးဆုံးခဲ့ရတာပဲဖြစ်ပါတယ်။အတွေးတွေလည်းမျောနေတဲ့ဂျက်ကီလည်းစစ်ဆေးနေတဲ့သူရဲ့မင်းမတူလဲဆိုတဲ့စကားကြောင့်သတိပြန်ဝင်လာပါတယ်။သူကိုယ်တိုင်လည်းငါဘသူလဲဆိုတာသိချင်နေတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။တက်တဲ့အနေနဲ့ passport အတူ54အုပ်ကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီအချိန်တုန်းကတယောက်ကို passport စာအုပ်6အုပ်စီလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။စစ်ဆေးရေးရရှိလဲမင်းတငယ်ချင်းတွေကဘသူတွေလဲဘဲကလည်းနဲ့ထပ်မေးပြန်ပါတယ်။ဂျက်ကီကတော့သူတို့အားလုံးတည်သွားပြီလို့ပြောလိုက်ပါတယ်။စစ်ဆေးရေးအရာရှိတွေလည်းမယုံကြည်ပဲဂျက်ကီကိုဝိုင်းသမားကြပြန်ပါတယ်။ဂျက်ကီလည်းသူ့ကိုဝိုင်းသမားနေတဲ့နှစ်ကောင်ကိုပြန်စော်ပြီးလက်ထိတ်တန်းလန်းနဲ့ခေါင်းမိုးပေါ်ထွက်ပြေးပါတော့တယ်။ခေါင်းမိုးပေါ်ရောက်တဲ့အခါမှာတော့အိမ်သုံးစေပုံးတဲ့ဖို့ခြိထားတဲ့ကျိုးကိုတွေ့တာကျိုးကိုယူပြီးခန္ဓာကိုယ်ကိုပတ်ခါခေါင်းမိုးပေါ်ကနေကိုတပတ်ပြီးတပတ်လှဲ့ကအောက်ကိုခုန်ချလိုက်ပါတယ်။အောက်ရောက်တဲ့အခါမှာတော့မူးနေပြီးရိမ့်ထိုးနဲ့နေရန်ကျော်တက်ခါပြေးပါတော့တယ်။အဲဒီနောက်မှာတော့တက်စီစီးပြီးဟိုတယ်တစ်ခုစီရောက်လာပါတော့တယ်။အဲဒီမှာတော့သတင်းတောက်မှလေးခရစ်စတင်းလဲစောင့်နေပါတယ်။ဂျက်ကီကအင်တာဗျူးအတွက်အလဲလဲအနေနဲ့တက်စီဖို့ရှင်းခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဂျက်ကီကိုလိုက်ဖမ်းနေတဲ့သူတွေအကုန်လုံးရောက်လာပြီးတော့သတင်းတောက်မှကိုအရင်ဖမ်းလိုက်ပါတယ်။တကယ်တော့အဲ့ဒီလူတွေရဲ့ခေါင်းဆောင်ကမော်ဂန်ငှားထားတဲ့လှုပ်ချင်ရေးသမားဖြစ်နေခဲ့တာပါ။ဂျက်ကီလည်းသူ့ကိုလိုက်ဖမ်းနေတဲ့ကြားကရအောင်ရုံးထွက်ပြေးလာပါတယ်။အဲဒီနောက်မှာတော့ကားထဲမှာလက်ထိတ်ခတ်ခံရတဲ့သတင်းတောက်မှကိုတွေ့လိုက်ရပါတယ်။
ဂျက်ကီကလည်းအဲ့ဒီကားကိုယူကထွက်ပြေးဖို့လုပ်ပါတယ်အဲ့ဒီချိန်မှာပဲသူကဲခဲ့တဲ့ပြန်ကားမောင်းသမားညီမယူကီကသူတို့ကိုတွေ့ပြီးတော့သူမကိုယ်တိုင်လိုက်မောင်းပေးပါတော့တယ်အဲ့ဒီလိုနဲ့သူတို့ကရှေ့ကမောင်းပြီးလူဆိုးကောင်တွေကနောက်ကလိုက်နဲ့လမ်းတစ်လျှောက်လုံးရုံရင်းဆန်ခတ်ဖြစ်ကုန်ပါတော့တယ်ဂျက်ကီတို့ရဲ့ကားကဈေးထဲဖြတ်မောင်းပြီးကလမ်းတစ်လျှောက်လုံးပစ္စည်းတွေကိုတိုက်မိပြီးတော့ဝုန်းတိုင်းကျဲကုန်ကြပါတယ်မကြခင်မှာပဲလူဆိုးတွေလက်ကလွတ်လာပေမဲ့အရှင်လုံးမောင်းနေမှုကြောင့်ရဲကားကလိုက်ဖမ်းပြန်ပါတယ်ဒါပေမဲ့ကားပါကင်ထဲကိုမြင်မြန်ဆန်ဆန်ပဲဝင်ထိုးပြီးကိုရောင်ဖြောင်းနိုင်လိုက်တာကြောင့်ရဲကားတစ်စီးကလွတ်သွားပါတယ်သူတို့ကားပါကင်ကထွက်ဖို့လို့တာနဲ့လူဆိုးကားတွေကရောက်လာပြန်ပါတယ်ယူကီလည်းကားကိုနောက်ပြန်ဆုတ်ကဒရက်ချမ်းမောင်းပြေးပါတော့တယ်ယူကီရဲ့ကားမောင်းကျွမ်းကျင်မှုကြောင့်ခဏတာလွတ်သွားပေမဲ့လမ်းမှာလူဆိုးကားတွေကပြန်တွေ့သွားပြန်ပါတယ်ရုံရင်ဆန်ခတ်နဲ့မောင်းပြေးရင်ကားနှစ်စီးဖိုက်ကတိုက်ခေါင်မိုးပေါ်အရောက်မှာတော့လူဆိုးတွေရဲ့ကားကပြုတ်ကျသွားတော့မလို့ဖြစ်သွားပါတယ်မြစ်တာရှင်ကြီးချက်ကီလည်းသူတို့ကိုလိုက်ဖမ်းနေတာကိုမမှုတော့ပဲလူဆိုးတွေကိုကဲလိုက်ပြန်ပါတယ်အဲဒီနောက်မှာတော့လူဆိုးတွေလည်းသူတို့နောက်ကိုဆက်မလိုက်ကြတော့ပါဘူးဂျက်ကီတို့လည်းဒီနေရာအရောက်မှာတော့လက်ထက်ကိုဖြုတ်ဖို့လုပ်ရင်သူ့နောက်ကိုအဖွဲ့တွေအများကြီးပါလို့လိုက်နေလဲစဉ်းစားနေပါတော့တယ်အဲ့ဒီမှာသူယူလာတဲ့အေဂျင့်အလောင်းစီကအိတ်လဲပါလာပါတယ်အဲ့ဒီမှာပါလာတဲ့11ပြီးပြီးတခုအရန်များတယ်ဆိုပြီးရေးထားတဲ့ဘေးနီးဆန်ဆန်စာရွက်ကိုတွေ့လိုက်ရပြီးခရစ်စတင်းကလှုပ်ဝက်စာဖြစ်မယ်လို့ပြောလိုက်ပါတယ်ခရစ်စတင်းကလှုပ်ဝက်စာတစ်စောင်ကိုဖြည့်ရှင်းနိုင်လိုက်ပြီးအဲ့ဒါကနယ်သာလန်နိုင်ငံရော့တာဒန်ကကုမ္ပဏီတစ်ခုရဲ့ဖုန်းနံပါတ်ပဲလို့ပြောလိုက်ပါတယ်ရုတ်တရက်ယူကီကကင်မရာယူလာကဓာတ်ပုံဆူရိုက်ဖို့လုပ်ပေမဲ့ခရစ်စတင်းကထူးထူးခြားခြားပဲညင်လိုက်ပါတယ်ဒါပေမဲ့ဘာလို့ညင်လိုက်မှန်းသိချာမသိရပါဘူးအဲဒီနောက်မှာတော့ဂျက်ကီကရော့တာဒန်ကလူတွေကတော့သူ့အကြောင်းကိုသိမှာပဲဆိုကနယ်သာလန်ကိုရောက်လာခဲ့ပါတယ်ဂျက်ကီရောက်နေတဲ့ရော့တာဒန်တစ်ဖက်ချမ်းကဆိုင်ရဲ့မီဂျစ်ဆန်တွေနဲ့တည်ဆုံးသွားတဲ့အေဂျင်စီကမီဂျစ်ဆန်တွေနဲ့ကလည်းတူနေပါတယ်ဂျက်ကီကသူ့ကို CIA ကပေးခဲ့တဲ့ကောက်ကိုတုံးပြီးတော့မော်ဂန်စီကိုဖုန်းဆက်လိုက်ပါတယ်မော်ဂန်ကိုမိတ်ဆွေလို့ထင်ထားတဲ့ဂျက်ကီလည်းသူရောက်တဲ့နေရာကိုပြောပြလိုက်ပြီးတော့အကူအညီတောင်းခံလိုက်ပါတယ်အဲ့ဒီအချိန်မှာမော်ဂန်ကဂျက်ကီရဲ့မျက်နှာချင်းဆိုင်အဆောက်အဦထဲမှာရှိနေခဲ့တာပါမော်ဂန်ကဖုန်းပြောနေရင်းနဲ့ဂျက်ကီကိုဘယ်သူမှမယုံဖို့ထပ်ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့မော်ဂန်ကโอเคဆိုပြီးတော့ဂျက်ကီကိုတတ်ဖို့သူ့လူတွေကိုလွှတ်ပါတော့တယ်ဒါပေမဲ့ဗိုလ်ချုပ်ကြီးဆမ်မာကအသက်ရှင်လျက်ခေါ်လာခိုင်းပါတယ်ဂျက်ကီလည်းစပွဲပေါ်မှာပြန်ထိုင်နေတော့မှာပဲခရစ်စတင်းရဲ့ပတ်စံအိတ်ထဲကမီလင်းနေတာကိုမြင်ပြီးစစ်သေးကြည့်လိုက်တဲ့အခါမှာတော့ခရစ်စတင်းကသူတို့ရဲ့ဖုန်းခေါ်ဆိုမှုတွေကိုခိုးပြီးမှတ်တမ်းတင်ထားတာဖြစ်တယ်လို့ခရစ်စတင်းရဲ့ကင်မရာဟာလည်းပုံဖြတ်ထားတဲ့တနက်ဖြစ်ကြောင်းသူမရဲ့နှက်ချက်ဟာလည်းအကုန်လုံးကိုမှတ်တမ်းတင်ထားတာဖြစ်ကြောင်းသိလိုက်ရပါတယ်မော်ဂန်ရဲ့လူတွေလာနေတာကိုဂျက်ကီကခရစ်စတင်းကသူ့ကိုဖမ်းဖို့လုပ်နေတယ်လို့အထင်မှားပြီးထွက်ပြေးပါတော့တယ်မော်ဂန်ရဲ့လူတွေနဲ့ရှယ်ဖိုက်နေကြပြီးပြင်းရင်လွှားရင်းနဲ့တပ်သားဖက်နဲ့ရောင်းတဲ့နေရာရောက်ပြီးဂျက်ကီလည်းဖက်နဲ့တရန်ယူစီကဖက်နဲ့လိုက်ချပါတော့တယ်ဂျက်ကီလည်းပြင်းရင်လွှားရင်ခွေးတစ်ကောင်ကိုပါကယ်လိုက်ပါသေးတယ်အဲဒီနောက်မှာတော့ဂျက်ကီလည်းရော့တာတန်ကိုရောက်လာပြီးအမိုက်ပြတဲ့အပေါက်ကနေခိုးဝင်ကအပေါ်တက်လာခဲ့ပါတယ်ဗိုလ်ချုပ်ကြီးနဲ့မော်ဂန်တို့ဒူးဆက်သမားတွေနဲ့အုတ်ခါခဲ့အပိုင်းစားတွေကိုရောင်းဖို့ဆွေးနွေးနေတာကိုဂျက်ကီကလေဝင်လေထွက်ပိုက်ကနေနားထောင်နေပါတယ်သိပ္ပံပညာရှင်တွေကအုတ်ကပြန်တွေအကြောင်းကိုအပြည့်အဝနားလည်ဖို့လိုသေးပေမဲ့မကြခင်မှာအပြည့်အဝနားလည်ပြီးလူတွေအတွက်ကောင်းတဲ့နေရာမှာအသုံးချနိုင်တော့မယ်လို့ဝမ်းသာအားရပြောရင်ဖော်မူလာနဲ့ပတ်သက်တဲ့အချက်လက်တွေပါတဲ့စီတီချက်ကိုဗိုလ်ချုပ်ကြီးကိုပေးလိုက်ပါတယ်။ဒါပေမဲ့ဝယ်သူတွေကအုတ်ကပြန်ကိုစက်တနက်ကြီးထိပ်ဖူးမှတက်ပြီးအသုံးပြုဖို့လုပ်နေကြတာပါ။ဝယ်တဲ့သူတွေကအွန်လိုင်းဘဏ်ကနဲ့တခါတည်းပတ်စံရှင်းဖို့လုပ်ပါတယ်။ System ကအလုံးလုံးတာကိုစောင့်နေရင်အရဲတောက်ဖို့စပွဲစီကိုတွားကြပြီးတော့ဂျက်ကီအကြောင်းကိုပြောနေကြပါတယ်။သူတို့ project ကိုတည်တဲ့သူထက်ရှိနေမှာကိုစိတ်ပူနေကြတာပါ။နောက်နေ့ဆိုရှိတော့မှာမဟုတ်ဘူးလို့ဗိုလ်ချုပ်ကြီးကပြောပြီးသိပ္ပံပညာရှင်တွေကိုတခါတည်းရှင်းပြဖို့ကြံစီထားခဲ့ကြတာပါ။ဂျက်ကီလည်းသူတို့အလစ်မှာလေဝင်လေထွက်ပေါက်ကနေအသားလေးခုန်ချပြီးစီရီချက်ကိုခိုးကပတ်စံတွေကိုလည်းကလေးသူငယ်စောက်ရှောက်ရေးစင်တာတစ်ခုရဲ့ဘဏ်အကောင့်နံပါတ်ကိုပြောင်းပြီးထည့်လိုက်ပါတော့တယ်။လူစိုးကိုင်းသားတယောက်ကပြန်ထွက်မှမြင်သွားပေမဲ့ကော်ဖီလောင်ခဲ့ပေးတဲ့သူဟန်ဆောင်ကအသားလေးပြန်ထွက်သွားခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးတို့လည်းအရဲတောက်ရာကနေထားလာပြီးပတ်စံရောက်ပြီလားစစ်ဆေးတဲ့အခါမှာတော့သူ့အကောင့်ထဲကိုမဝင်ပဲကလေးသူငယ်စောက်ရှောက်ရေးအဖွဲ့စီကကျေးဇူးတင်လွှာပို့တဲ့မေးကိုတွေ့လိုက်ရပါတော့တယ်။အဲ့ဒီအခါမှာဂျက်ကီဝင်မွေသွားပြီဆိုတာသတိထားပြီးအသေးအံလိုက်ရှာခိုင်းပါတော့တယ်။အကုန်လုံးထွက်သွားတဲ့အချိန်မှာဂျက်ကီကပုံးနေတဲ့နေရာကနေထွက်လာပြီးဗိုလ်ချုပ်ကြီးနဲ့လူစိုးကိုင်းကောင်းဆောင်ကိုစပွဲဘော်ကတနက်ကိုလူရင်းစော်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တခြားသူတွေသတိထားမိပြီးရောက်လာလို့ထွက်ပြေးရပြန်ပါတယ်။အဲ့ဒီလိုထွက်ပြေးနေရင်းနဲ့လမ်းမှာမော်ဂန်နဲ့တွေ့ပါတယ်။ဂျက်ကီကမော်ဂန်ကိုလူစိုးမှမသိသေးတော့မော်ဂန်ကထပ်ပြီးအယုံသွင်းပြန်ပါတယ်။ဒါပေမဲ့ဂျက်ကီကမယုံမဲလက်ထက်ကတနက်ကိုကြီးစံတွေတိတ်တိတ်လေးထုတ်ပြီးစတီချက်နဲ့တနက်ကိုပေးလိုက်ပြီးထွက်သွားဖို့လုပ်ပါတယ်။မော်ဂန်လည်းမသိပဲနဲ့အပိုင်မဲဆိုကဂျက်ကီကိုကြီးစံမပါတာကိုမသိပဲတနက်နဲ့ပြစ်တက်ဖို့လုပ်ပါတယ်။ဂျက်ကီလည်းအဲ့တော့မှမော်ဂန်ကိုတီးထုတ်ပေးလိုက်ပြီးလူစိုးတွေထက်ရောက်လာတဲ့အတွက်စတီချက်ကိုပြန်ယူကအမိုးဘော်ကိုပြန်ထွက်ပြေးပါတော့တယ်။ဒါပေမဲ့နောက်ကလိုက်လာတဲ့နှစ်ကောင်မိလာပြီးစတီချက်ပေးပြီးခုံချမလားလူယူပြီးပြစ်ချပေးရမလားဆိုကရွေးခိုင်းပါတော့တယ်။ဂျက်ကီကလည်းမင်းတို့နှစ်ကောင်ကိုတီးထုတ်ပြီးပြစ်ချပေးမယ်ဆိုကပြောလိုက်ပါတယ်။
အဲဒီနောက်မှာတော့နံပါတ်1ဆိုတဲ့ကောင်နဲ့စတင်ဖိုက်ပါတော့တယ်။ဂျက်ကီလည်းအစမှာတော့ရှယ်တီးခံနေရပါမယ်။အကွက်တွေရှယ်ပြရင်ပြန်တီးပြလိုက်ပါတယ်။အဲဒီအချိန်မှာနောက်တစ်ကောင်ထပ်ဝင်လာပြီးအရင်မဲ့ခြေကန်ချက်တွေနဲ့ဂျက်ကီကိုပြန်တီးပြန်ပါတယ်။ဂျက်ကီတို့လည်းအတော်ကြာအောင်တိုက်ခိုက်ပြီးအပြန်အလှန်ကန်နေကြပါတယ်။နောက်တစ်ကောင်မှထပ်ဝင်လာပြီးတော့နှစ်ကောင်တစ်ကောင်ဖိုက်ရင်စီဒီချက်ထည့်ထားတဲ့အိတ်ကကားပါကင်ကိုပြုတ်ကျသွားပါတယ်။နောက်ဆုံးမှာတော့ဂျက်ကီလည်းနှစ်ကောင်လုံးကိုအမှောက်သိပ်လိုက်နိုင်ပါတယ်။အဲဒီနောက်မှာတော့ဂျက်ကီလည်းတိုက်ခေါင်မိုးပေါ်ကနေဘေးနီယံကမှန်နေအတိုင်းရှော့ဆင့်ချလိုက်ပါတယ်။အောင်နားရောက်မှာတော့လူရိုင်းမျိုးနွယ်စုခေါင်းဆောင်ပေးလိုက်တဲ့လက်ကောက်နဲ့မှန်ကိုခွဲကကားပါကင်ဘက်ကိုဝင်လာနေတော့မှပဲမော်ကန်ကစီဒီချက်ကိုယူပြီးကားမောင်းပြေးပါတော့တယ်။အဲ့ဒီအချိန်မှာသတင်းတောက်မလေးလည်းကားပီစီလေးနဲ့ရောက်လာက CIA အဖွဲ့တစ်ခုလုံးလဲပါလာခဲ့ပါတယ်။တကယ်တော့ခရစ်စတင် CIA ကအရာရှိဖြစ်နေခဲ့တာပါ။မော်ကန်ကထွက်ပြေးနေပေမဲ့တရားနာအရောက်မှာတော့တရားကိုမြင်လိုက်တဲ့အတွက်လမ်းဆုံးကပြေးပေါက်ပိတ်သွားပါတော့တယ်။ခရစ်စတင်လည်းမော်ကန်ကိုတစ်ချက်ကန်ပြီးဆုံးမပေးလိုက်ကဖမ်းဆီးလိုက်ပါတော့တယ်။ခရစ်စတင်နဲ့ဂျက်ကီတို့လည်းတယောက်နဲ့တယောက်ကျေးဇူးတင်စကားတွေပြောနေကြရင်စီဒီချက်ကဂျက်ကီစီမာလာလို့မေးပါတယ်။ဂျက်ကီကတဘာဝကိုလေးစားရမယ်လို့ပြောပြီးစီဒီချက်ကိုခရစ်စတင်ရှေ့မှာပဲမြစ်ထဲကိုပြစ်ချလိုက်ပြီးတနေရာမှာကြောက်ပြောက်သွားပြီလို့ပြောလိုက်ပါတယ်။ခရစ်စတင်လည်းဂျက်ကီကိုပဲသွားမှလဲလို့မေးလိုက်ပါတယ်။ဂျက်ကီကအာဖရိကကိုပြန်သွားမယ့်အကြောင်းပြောရင်ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်။